မာလာရှန်ကောကိုဂရမ်မချင်းရေမခါပဲစိတ်ကြိုက်စားလို့ရပြီးဟော့ပေါ့နဲ့ရေချိုးပစုံတွေကိုပါအဝါကျိတ်လို့ရမယ်။စီရိုနာဟိုတယ်ရဲ့တပတ်ချားတစ်ခါကြာတာပရင်းနေညနေ6နာရီကနေ9နာရီထိရှိရဲ့မာလန်ဂရစ်ဘဖေးမှာသွားစားခဲ့ပါတယ်။ပုံမှန်ဆိုရင်တော့တယောက်ကို8000ကျမှဖြစ်ပြီးအင်္ဂါနေ့နောက်ဆုံးထားပြီးဘိုကင်ယူငွေချင်မယ်ဆိုတယောက်ကို9000ပဲကျတော့မှာနော်။မာလာရှန်ကောအတွက်စိတ်ကြိုက်ရွေးပြီးကိုယ့်ရဲ့ table stick လေးနဲ့အထုံဆက် level ကိုပြောပြီး chef ကိုပေးထားခဲ့ရင်ကိုယ့်ရဲ့စပွဲတီမာလာရှန်ကောကန်လေးပြန်လာပို့ပေးတယ်။မာလာချီလီခရပ်မာလာကြက်တောင်မန်တို့လိုမာလာ dish တွေကလည်းအများကြီးခင်းပေးထားတာမာလာကြိုက်တဲ့သူတွေအတွက်တော့လုံးဝနိဗ္ဗာန်ပုံပဲ။ဒီဘူဖေးလာစားရခြင်းအကြောင်းရင်းတွေရဲ့နောက်တစ်ခုကဂျေဂျိုပစုံတွေကိုအကောင့်30လောက်တစ်ထိုင်နဲ့စားမယ်ဆိုတဲ့စိတ်နဲ့လာခဲ့တာ။ဒီကအသားကင်နဲ့ skewers တွေကလည်းဟုံးမိတ်မို့လို့ဗမာနဲ့မှမတူတဲ့အရာတာမျိုးမာလာရှန်ကောအကင်နဲ့ဟော့ပေါ့အပြင် dim sum တွေလည်းရှိသေးတယ်။ဟော့ပေါ့အတွက်ဆိုလဲရွေးလို့ရတဲ့စုက2မျိုးတောင်ရှိတာကျမကတော့မာလာနဲ့ပဲရွေးလိုက်တယ်။ဒီကောင်တာမှာလည်း table stick လေးပေးပြီးထားခဲ့လိုက်ရင်ကိုဝိုင်းတီပြန်လာပို့ပေးရနော်။ဆလတ်တွေလည်းအများကြီးရှိပြီးတော့တုတ်ထားတာမကြိုက်ဘူးဆိုရင်ကိုစိတ်ကြိုက်တုတ်လို့လည်းရတယ်။ soft drink နဲ့ဘီယာကို free flow ပေးထားပြီးတော့ဂွိုင်းတောက်ချင်တယ်ဆိုရင်တော့တယောက်ကို3000ခွဲထပ်ပေးရပါတယ်။မာလာဟော့ပေါ့ကိုတော့လေ spicy level 1နဲ့ပဲယူလိုက်တယ်။အရန်မဆက်ဖဲနဲ့လေမာလာရတာလေးကတော်တော်ထိထိမိမိရှိတာ။မာလာဟော့ပေါ့စားပြီးမာလာရှန်ကောစားတာကိုတော့မှလေအရတာနဲ့နည်းနည်းလေးမှရော့မနေပဲနဲ့အလုပ်တိုင်းမှာစားကောင်းလိုက်တာဆိုတဲ့ခံစားချက်မျိုးတကယ်ရတာ။ယူတော့မသိပေမဲ့ကိုယ့်ဘက်ကလေဘူဖေးစားချိန်ဆိုရင်အကန့်နေအများကြီးပါတယ်။အခုလည်းရှေ့မှာမာလာရှန်ကောနဲ့ဟော့ပေါ့တွေစားပြီးတာတော့ပစုံနေအများကြီးထပ်စားနိုင်သေးတယ်။အဲ့ဒါနဲ့မဟုတ်သေးဘူးအကင်အတွက်တီးတန့်အကန့်ဆိုတာလည်းရှိသေးတယ်။ dim sum နဲ့ side dish တွေအတွက်ကလည်းနေရတော်တော်ကြဲကြဲကိုရှိသေးတာ။အရသာရှိရလေးတွေအများကြီးစားပြီးရင်နောက်ဆုံးပိတ်အချိုပွဲကိုလည်းကောင်းမိတ်ဆိုတာလေးတွေနဲ့မှတက်ရမယ်လေ။တခြားဘူဖေးစားချိန်သာအချိုပွဲမစားရင်မစားမယ်။ 5 star hotel စီရိုနာလိုနေရာကိတ်နဲ့အချိုပွဲတွေရဲ့အရသာကိုတော့လုံးဝလက်မလွတ်နိုင်ဘူး။ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါ။ Bye